有直接问嘛，直接问。ဒါသူစီကြဲပါအရင်ငငယ်လေးသူ့အသက်ကြီးတယ်လို့ပြောရင်မကြိုက်ဘူးနော်တမ်းကြည့်တယ်ဆက်မရဘူး ဒါတော့သူစီကြဲတော့အရင်သဘောကောင်းတယ်သူစီကြဲနဲ့လာလို့ဖိတ်ခေါ်ပါတယ်သူစီကျွမ်းကျင်သူစီအသိများကိုခေါ်နေပါတယ်လက်ရှိတော့9ယောက်လို့နေရနော်ဒါလို့ချင်းတဲ့သူများဆက်တယ်လို့ရပါတယ်ကြဲတော့မရဘူးလေမသိဘူးလားဟုတ်တယ်ကြဲမသိဘူး ဒီကျေမတိဘူးအသေးပါပြီလေ ကျမတို့အိတ်စမောဆိုင်ကကြည့်အမှုကြော်ဝင်လို့ရတယ်ကျမတို့ယုံရဲ့ကျစီကြဲပါညီမစကားအရင်မွတ်နေရောခေါ်လို့ရှိရင်လေညီမလေးအရင်ရင်ကျေးတော့ကျစီကြဲပါစစ်ပိတာလေ ခေါ်လိုက်လေညီမလေးလာခဲ့ပါခေါ်လေအမှုကြော်ပဲခေါ်ခိုင်းနေကြကြတော့မခေါ်ဘူးညီမလေးလာခဲ့ကုန်တင်ပေးမယ်နော်လာခဲ့ရောစစ်တင်ပေးမယ် နော်စစ်စစ်တဲ့ကောက်လေနော် တင်ပေးမယ်နော် တင်ပေးမယ် ပေကျိုးတိုင်းတာလည်းတင်ပေးမယ်ပြောလေပေကျိုးတိုင်းတာတင်ပေးမယ်